ကဲ game 2မှာတော့တင်း7 first pick ရသွားပြီ AC ရီဆန်ရှင် first pick လူလောက်မျိုးသားလေးနဲ့ပဲဥစားဘန်းလိုက်မလားခလီယာလေးဘန်းလိုက်မလားရီဆန်းရှင်ကကိစ္စမရှိဘူးကျန်းရှင်ကဖိတ်တော့ရဘန်းနေ flash နော်ပွဲလေးစပြီးလို့ရအောင်လားစပြီး bro စပြီးဗျာ let's go man ရဲတန်းဆော့ရင်မကောင်းနည်းနည်းလေးတော့ဘန်းလိုက်တာတော့ပိုကောင်းမယ်ခလီယာတော့ is ပြောသလိုဆိုတော့တကယ် respect ပေးတင်တယ်တန်းပေါက်ကိုနောက်မှခလီယာဘေဘီသူရဲ့ moral ရိုက်ထိုးမလားဖဲကွန်ဖြစ်ပါမလားလို့ဟုတ်ပါမပေးနေတော့ဘန်းလိုက်တော့ရိုက်မချိုးနဲ့နောက်မှရိုက်ချိုးလိုက်တော့နောက်ရိုက်ချိုးတာပြောတာလေဘန်းသွားဘန်းတော့မကောင်းအဲ့ရမ်းတော့ဘန်းသွားပြီသူတို့ပါသူတို့ဘန်းလိုက်ရောတင်း7က okay good ban သူတို့ဘန်းလိုက်တာတကယ်ပြောတာဒီရမ်းရှင်ပြောတာမဟုတ်ခလီယာ first pick ဒါပေမဲ့တင်း7ကရမ်းရှင်မရရင်သူတို့အဲ့ခလီယာတိတ်မစော့သလိုပဲပြောမဟုတ်ဆော့ပါဘလို့မယုံကြည်ရဘလို့ဆော့ပါအဲ့ကလီယာသေးရရှယ်ရဆော့ပါဟုတ်လားအဲ့မဲ့ရမ်းရှင်နဲ့မှဆော့တာနော်တို့ဟုတ်တယ်နော်ကဲgrow တွေပါလေကြံနေတယ် grow ကချိုင်လည်းကြံနေတယ်ဒါခလီယာကြီးတော့အဲ့ကောင်ကြီးအဲ့ချော်ပြီးမယူလောက်ထင်တာဟုတ်လို့yes grow ဖြစ်နိုင်ဘလို့ဘာလို့ grow နဲ့လည်းသူတို့ကြိုက်တယ်တန်းပေါက် grow ကင်မီလားဆူရှင်းလားခါရဘူဇာ first pick တယ် wow ဘာကြီးလဲဟုတ်တယ်နော် gas ကိုမပေးရတဲ့အေးဟို clean v ကနေပြလာလားဟုတ်ဘူးကိုစေပွဲကအေးစပူမြဲနေရလို့အေးပူမြဲနေငါတွေးနေကြောစကတော့ပူမြဲအေးစီကမြန်နေရောဟိုဗာလေအစမာ clean feed မဟုတ်အစမာနဲ့ healer နဲ့ပြတ်သွားပြီအဲ့ဒါအစမာဟဲ့dash ကိုမင်း join မဲ့ကိုင်းဆိုတော့ပုံစံတွေတော့လှုပ်ချင်နေရများလားဟေးတာလည်းရသွားဆိုတော့ဘာဖြစ်เนาะဒီဘက်ကပြန်ထုလို့တော့ရမှာအာရာဘူဇာကိုတော့ခလီဆော့မလားခလီယာပဲဆော့မလားတော့မသိတင်း7ယောခေးကဘာလို့ပြောနေတာလဲလက်ညိုးကြီးတထိုးနေဒီလိုမျိုးပြောနေခေးကမင်းလုံးအကုန်လုံးညွန်ကြားနေတာရောင်းရင် Granger နဲ့ခလီယာပေါ့ကွယ်ကဲခလီယာ Granger ကောင်းနေ is ကောင်းနေ Granger လေးကောင်းနေโอเคဒါတိုင်းမဲ့ Granger မဟုတ်ကင်မီကိုโอเคကင်မီလည်းမိုက်ပါတယ်ကောင်းတယ်နောက်မှမဲ့ join မဟဲ့အောင်တကယ်ကိုင်းတော့ခေါင်းကတော့မာချက်ပဲကြားတယ် Falcon ဆိုတဲ့အတိုင်းပဲဘာဆိုင်လို့လဲဟုတ်ကူဒီเนาะမဟုတ် join ပေးချရတယ်တိနဲ့အဲ့ဒါကိုလည်း join ယူချရပဲဟုတ်တယ်လေတိုင်းခေါင်းမာတယ် Falcon ဆိုတဲ့အတိုင်းပဲဘာဆိုင် Falcon ကသိငယ်လေတိုင်းဟုတ် Falcon အဲ့တိုင်းပဲကူဒီဥစားသူတို့အဲ့လိုမျိုးဆိုတကယ်ပြန်ယူတာနည်းနည်းတော့ပေးတယ်တိုင်းမှန်တယ်တကယ်လို့ပေးချလို့မရတဲ့ hero တွေလည်းပေးချပြတာသူတို့ကအဲ့လိုဟုတ်တယ်ဟိုဘလန်သတိထားမိလားဒါကြီးဟို dash ရဲ့ redistribution တွေကဟိုဘလို့ပေါက်ကိုရတယ်ဆိုပြီးချီးကျူးလိုက်တဲ့တပွဲကနေစပြီးလွဲနေတာခုထိပဲမှန်တယ်ကိုအေးလေအဲ့ဒါပြောမလို့ပဲဘလကိုရီချီးကျူးလိုက်တာမှတ်မိလားဗျာအရင် aggressive ဆော့နေအဲ့ directory ကိုရမ်းယုံလို့နော်အဲ့ပြောချင်းမရဝိုင်းအဲ့ဒါလုံးဝကိုစရည်ကြီးရပဲမှန်ပဲလေ is ကိုရီအဲ့ AI နဲ့ပွဲတော့လားမသိ game တော့ငါနဲ့ plan နဲ့ချီးကျူးလိုက်တာဘလို့ပေါက်ကိုရတာဟဲ့အောင်ရေးဆိုပြီးချီးကျူးလိုက်တာအဲ့ကလေးကမရတော့တာအခုထိပဲဟုတ်တယ်ကိုစီပြောတာပေါ့ကိုစီလို့ရတယ်ဆိုတော့လေအဲ့လိုပြောမလဲအဲ့လိုကန်ကောင်းမှရတာကွာတည်ရမလားလူတိုင်းတော့ပေါက်တတ်တာပဲဒါပေမဲ့ကန်မကောင်းရင်လည်းလကားပဲကွာကန်ဆိုးရင်လည်းသူများရအောင်ပါအဲ့လိုမသိဘူးအေးရတော့အဲ့လိုမျိုးထင်တာပဲလူတိုင်းတော့အကောက်တေချာတော့ပေါက်တတ်တယ်အေးကိုလက်ခံထားတဲ့ redistribution ကကိုဘက်ကဂျန်ဂါလာကိုပေါက်ခွင့်ရအောင်အရင်ဆုံးဖန်တီးပေးသင့်တယ်လို့မြင်တယ်မရတော့မှလူပေါ့တင်းတိုင်းတော့လုံမှာကိုသေးyes ပေါက်လို့မရအောင်လုပ်တယ်လို့ကိုတင်းမရ retrieve ပေါက်လို့လွယ်အောင်ဖန်တီးပေးရလဲရှိရ yes ကိုလက်ကင်ထားတာအေးအဲ့လိုမျိုးကိုဆိုရင်အဲ့လိုမျိုး run နေပါတယ်ဆော့တဲ့ခါကျရင်ကိုဘက်ကအဲ့လိုမျိုး player တွေအကုန်လုံးဟိုဘက်ကဂျန်ဂါလာကိုအတင်းလိုက်နောက်ခိုင်းနိုင်ရပြီးရင်အဲ့လိုမျိုးတဲ့မှာကိုရဲ့ခံယူတာကိုကလူမပေါက်ချင်ဘူးဘာလဲလူပေါက်တာရန် risk များဆိုတော့တီးကြတဲ့လမ်းကိုပဲအရင်ဆုံးရွေးတာကွာဟိုဟာလူပေါက်တာကို bucket plan နေနဲ့ပဲထားရတယ်သိရမလားအဲ့လိုလို့မှန်အေးလေလူပေါက်ရမကြိုက်ဘူးတော့ကဘေးစိတ်ချင်းတယ်မှန်တယ်တီးကြတဲ့ကောင်အရင်လောက်တာပိုကောင်းတယ်မလို့ save ဆော့တာပေါ့လေ save play ပေါ့ကဲဆိုတော့ last play လေးမှန်းလိုက်ကြမှာညီကိုတို့ if ban ဝပြီကွာကဲဘာရင်ယူမလဲဘေးနီလူနိုဖြစ်နိုင်တယ်ဒီပွဲ is မထင်ဘူးလားလူနိုဇူရှင်းမဲ့ထက်ဆော့မယ်ထင်တယ်ခေါင်းမာတယ်ဇူရှင်းကြီးကမမိုက်ပါဘူးကွာဘာလို့မဆော့တော့ဇူရှင်းကြီးကဇူစင် go ဇူစင်ဘီနီဇူစင်ကန်ဇူရှင်းကြီးကကောင်းသေးလို့လား
ကောင်းတော့ကောင်းပါလေဒါပေမဲ့ခန့်ရလိုမျိုးမြင့်မအရင်ချခံလိုက်ရရင်တော့နည်းနည်းတော့တိုင်ပတ်သွားပြီဘာလို့ तू ကအရင်ချနေမှရမှာ तू ချခံလိုက်ရနည်းနည်းတော့တိုင်ပတ်သွား အမ်ဘီယံမလေးရှားမှာတော့ဟီရိုကြီးကပျောက်သွားပြီကန်သေးလား အမြင်မလေးရတော့ bro ထားရော bro အဲ့စာကြီးတသိန်းပဲပါတယ်နေ အားလည်းမှန်တာပဲ ဆိုတော့ဘာရင်ပြမလဲမေလား6လိန်လား ဆူရှင် ကိုလေးတော့မသိဘူးကျွန်တော်ဆိုအဲ့ MBMY ကြီးကအဲ့ MSL ကြီးကတော့စီးမလား MSL ကြီးက အတူတူပဲကန်အတူတူပဲကဲလက်စမီလေးမှန်းပေးပါဦးဟာဘင်းနီမိတ်ကလေးကိုကလူနို့စ် ဗလာဒီနာ โอเค လူတော့ဘဒုဖြတ်မှာအရင်အဲ့လိုဖြတ်ချာတိတ်မရှိဘူး အေးကပါလေအေးကဇူရှင်းလား ဆူရှင်မဲဆော့ဘာလို့ကြောက်တော့အဲလက်တကောင်တော့ပေါ်လာပြီ ကန်ဘင်းနီမိတ်ကောမင်းဘယ်သူဘက်ကပါမှာလဲ ကျွန်တော်ဂျူစင်းပဲသွားတယ်ဘာလို့ဆိုတော့ဘလန်ပြောလို့ပဲ Falcon ကကောင်းပါလို့အဲ့ကြောင့် โอเคအဲ့ဆိုတော့ Ace နဲ့ကန်နဲ့အကြိုက်တူတာပေါ့ကိုနဲ့ဘလန်နဲ့ကတော့တွေးကွဲနေပြီနော်ဗလန်တီနာနဲ့ ဖြတ်ဆရာဟီရိုတိတ်မရှိဘူးဟိုကယူရေနက်လို့လိုမျိုးဆူရှင်မဲကိုစေပြောပါတယ်ကြောက်တော့မှမပါတာဘယ်က ဘလန်ရောက်မင်းခေါ်လိုက် ဆရာ ace ကျွန်တော်ပါတော့ကျွန်တော်ခေါ်ရမလို့ကျွန်တော်မပါတော့ကျွန်တော်ပါတော့ အဲ့လိုပါပါကန်ရဲ့မင်းညီကိုတွေကိုကွာအဲ့လိုကြီးတော့မင်းစိတ်ကောင်းဖြစ်အောင်မလုပ်ပါနဲ့ ကြောက်သွားပြီလား ဟုတ်ကျွန်တော်ရှုံးနေတော်ရင်ဆိုင်နေရလို့ပါဗျာ ဟုတ်လေအခုပြန်နိုင်နေပြီလေကန်ရဲ့မင်းကလည်းကွာမဟုတ်သေးပါဘူးငါတို့အပျော်လေးတိုင်း relax နော်ဆရာကန်ဆရာ ace Messenger ထဲဝင်တာ Messenger ရောက် Facebook ထဲဝင်တာ Messenger ရောက်တယ်ဩ what the heck ကန် bro တို့နော်ကန် depression ဝင်နေလားမသိပါဘူးကွာကောင်းအတန်ကြီးက ခွက်လာဗျ what the heck ကဲဆိုတော့ game 2ဘယ်သူနိုင်မယ်ထင်လဲ comment လေးမှန်သွားပေးပါ guys ဒီတော့ပေးရတော့ fair of fair comment လေးမှန်သွားပေးပါ clear ပေးထားရဆိုတင်း7တော့ကြိုက်နေတော့မယ် တူတူပဲ AC ကိုကတင်း7အနိုင်မှန်းထားတာဗျနော်ဒီဘက်အဲ့လိုမျိုးတင်း7ဒီ Falcon နဲ့ series မှာနိုင်နေမယ် အဲ့လို early game ပဲကြည့်အောင်နော် Death Factory နဲ့တင်းကဘယ်လောက်ဖန်တီးပဲ stand တိတ်မပါဘူးဆိုတော့ Haruza ထိမ့်မဲ့ stand ဟေးတာပဲရှိမှာဗျ yeah ဆိုတော့ okay ကဲပွဲပြီးရင်ပြန်တွေ့ကြမယ်သားကြီး okay ကန် trauma ရနေတာကန်နော်ကျွန်တော်တစ်ချက်လောက်ပဲထုထည့်လိုက်တာဘရိုဒီကောင်ကမင်းလုံးဝအရှုံးနေနဲ့ရင်ဆိုင်နေရတယ်ဗျဖြစ်ကုန်ပြီကဲနော်ဆိုတော့ဒီဘက်မှာတော့ Zushin နဲ့နော် Kimi နဲ့ပဲဘရိုဒီ hero ပဲပြီးတာတော့ပြီးတယ်ဆိုတော့ဒီဘက်မှာတော့ case ကတော့ heater တွေပါတယ်ကင်နာတယ်ဆိုမလဲနော်တစ်ဖက်က jungle invade သွားလုပ်ဖို့ကတော့အရင်ကြီးတော့လွယ်မယ်မထင်ဘူးဗျနော် lucky သူရဲ့ Harabuza jungle ဒီဘက်မှာတော့ Clear ကတော့ကာပေးတိုင်းနေတာဒီမှာ retriever ပေါက်စရာမလို dash နေနဲ့လေဒီဘက်ကတော့ blue bell လေးတော့ကိုတူကိုတာလေးကိုစားပေးနေရတယ်ဗောနော် walking grab လေးစားအောင်မလား walking grab ပါတယ်လေးကြည့်နေတယ်ကဲ Ryan May Asmarita ပါလာကာပေးထားတာเนาะဆိုတော့ဒီ Jungle Walking Grass နောက်မှာ Dash ပဲစားဝိုင်းပထမမှာ Fablet Benny တကောင်ပါဇီးရန်ကောက်သွားနေမှာ KH ပါပါဆယ်ပေးထားတယ်เนาะအားလေးကအဲ့လိုသွားချလို့မရဘူးဘရိုတင်း7အားလေးကတား strong တာ CK တို့ဘာလို့ပါဘယ်တယ်လာဆိုင်ပေးွားဆိုတော့အတိုင်းထက်လုံးမဲ့ဒါပေမဲ့ CK ရော assist တွေရော gate တွေရောမပါလိုက်ဘူးပေါ့နော်ဟို3ဟိုနဲ့ပဲချသွားတာပါ3ယောက်ပါပဲ Harabuza ရဲ့ဇီးရန်ရဲ့တန်းပေါက်ရဲ့ရုပ်တွေသွားလုံနေတယ်ကဲဟီရိုကီနှစ်ကောင်လေးနဲ့စထားတယ်လက်ကီးတွေဟီရိုကီတကောင်เนาะကျွန်တော်ကီမီတွေတကောင်ဆိုတော့ဘာဖြစ်ဖြစ်တင်း7အင်ထိုလေးကတော့မိုက်နေတော့မယ်နော်ခေါင်းမမာသင်းတော့ဘူးလေ ဒီခလီယာပြဿနာဖြစ်လာနိုင်တယ် တဲတန်ဆော့ရတော့မှာညာဒီခလီယာပြဿနာဖြစ်လာနိုင်တယ်ပြောပြတာညီကိုတော့เนาะအပေါ်လမ်းမှာလဲ Granger နဲ့11နဲ့ရှင်ထိန်းတော့ OP ကတော့ Granger ဆိုတော့ယုံနေညီကိုပြောလို့ပြောတာမဟုတ်ဘူးအလဲလားမှာ K တောင်မှဆင်းမဖြစ်တော့ဘူးเนาะတောက်လျှောက်တွေတော့အဲ့မှာ Harabuza ကို Shadow ကပိုင်းထားတယ်နောက်ဆုံးမှာ Flicker ခုံတော့မလွတ်မြောက်သွားရင်လည်း Lucky ကေးကောက်သွားရင်နေတော့ဒီမှာ join နေလေတစ်ဖက်မှာ ZN လေးတော့ electrifying ပြီးလေးနဲ့ကပ်ဖို့တော့ကြိုးစားမယ် Title Strike Flicker နဲ့ပြန်ထိန်းထားတယ်ဒါပေမဲ့ ZN တေးတာပါပဲ Strimer Hero ကေးတကောင် trade ထားတဲ့နေထား movement လေးလည်းမြင်နေရတယ်ပေါ့နော် Harabuza ကတော့ကင်းနှစ်ကောင်ရသွားပြီညီကိုတို့နော် Harabuza ပွဲလေးမြန်ဖြစ်နေမလားမလဲဖြစ်နိုင်တယ်ဗျာเนาะဘာဖြစ်ဖြစ်1 for 1ဆိုပေမဲ့လည်းเนาะဒီဘက်ကမေးလေးရလိုက်တာဆိုတော့မစိုးဆိုပေမဲ့တာတယ်လေးတော့တင်း7ဘက်က skip လိုက်ဖို့တော့များသွားပြီဗျdash မှာ retry မရှိဘူးเนาะ electrifying beat cup ပို့နောက်ဆုံးမှာတော့တာတယ်ရောเนาะ hero k ရောပါထပ်ပြီးတော့ရလိုက်သေးတယ် CK နေလည်းအမှန်တိုင်းပြောတော့တကောင်နဲ့ဝင်မလုံးတင်ဘူး lucky တော့ပေးဖို့လို့အတွက်ဆုံးဖြတ်ချက်ချထားတဲ့ decision making ကိုသူ့အနေနဲ့ကတော့တွားပြီးတော့เนาะ dash ကိုနှောက်လိုက်တဲ့အနေထားတစ်ခုကလည်းမေကွန်လေးနဲ့ထုတ်စရာတော့ဖြစ်သွားတယ်ဒါကြီးမှန်တော့ hero k မပေးဘဲနဲ့တာတယ်ပဲပေးလိုက်ရင်တော့မှပြဿနာအဲ့လောက်ကြီးမရှိလာဘူးเนาะကိုလည်းလိုပဲထင်ပါတယ် hero k ပြန်သွားပေးနေတယ်တင်း7နောက်မှလည်း Title Strike တွေပိုင်းနဲ့ Benny ရောပြန်တော့ပေးထားရတဲ့ဘယ်နောက်မှလည်းကျွန်တော် Harabuza Quick Shadow အရေးလေးထည့်တာလေးရောနည်းနည်းလေးတော့ miss သွားတယ်ပေါ့နော်ဆိုတော့အဲ့မှာတော့ဒါလေးပဲပြန်ဘက်နောက်မှ Starfall
Ryan Mate အနေနဲ့သူရှီချောင်းလေးပါပြထားနေပဲเนาะကျွန်တော်တို့တင်း7ဘက်ကဂျန်ငယ်တဲ့ဟိုတော့ထဲထဲဝင်ရောက်လာခဲ့ပြီအဲ့မှာ Title Strike ပြန်ပေး Tsunami Slam ကင်ပေါက် Beautify Nate နောက်မှာ Throne တော့ Ruin ပြန်มาပေးတော့ပေးထားတယ်ဆိုမှလည်းဘယ်သူမှတော့ Stand မောတစ်ဖက်မှာဟာရဘူးသား Join Letter Fine ပြီးကြမှာတော်တော်ကြီးတော့ရုံးကန်နေတယ် Lucky အနေနဲ့ Quick Share တို့ကစားပြသွားတော်တော်လာ Retreat တော့မရှိတော့ဘူး Rapper ကတော့ရသူယူပဲအဲ့မှာ Ryan Mate ဘေးနာနေတော့ Rapper လေးလာပြီးတော့နှိုက်သွားရင်းနေပဲเนาะဆိုတော့အဲ့နောက်ဝက်လေးတော့ပြန်ဆွဲခေါ်ထားတယ်ဗျာ Falcon အဲ့သူတို့အတွက်ကလည်းဒါကြီးမပြီးသေးပါဘူးပွဲကရမပြီးသေးပါဘူးเนาะဘာပဲဖြစ်เนาะခုနကလိုမျိုး intro လေးနည်းနည်းလေးအသေးပြောက်များသွားလို့ဆိုစိတ်ပူသွားတာဆိုပေမဲ့เนาะ Falcon တော့ကတော့အဲ့နေထားလို့ပြန်ပြီးတော့เนาะကျွန်တော် recover လုပ်ထားတဲ့အပြင်မှာနည်းနည်းလေးတော့ပြန်သာသွားပြီလို့တော့ပြောလို့ရတယ်เนาะ Rapper တွေပါလေ Ryan ယူစားသွားပေးတယ်လို့เนาะ Lucky space လေးတော့နည်းနည်းလေးကြက်လာတဲ့အနေထားမျိုးတွေမြင်တွေ့လာရတယ်ဗျာเนาะဂန်ဂင်းမှာညာလှုပ်ပေးမလားပုံမှာတော့ Massman 2កောင်တော့ဘက်ကသွားချပေးမယ်အရေးအောင်လေးတော့မြင်နေရတယ်ဗျာဆိုနာတာ Rasori လည်းပေးထားသေးတယ်အော်လန်မှာလည်း Alice နေနဲ့ရခါမောက်သွားတဲ့နေရာကမှ Ryan နဲ့တော့ head to head ရှင်ထိန်းဖို့ကနည်းနည်းလေးတော့ခက်ခဲသွားမယ်ဆိုပေမဲ့လည်းအကောင်းဆုံးတော့battle spare တွေပါတွေတော့เนาะ battle မှာတိတိကျကျပေးနိုင်ရင်တော့ပြန်ပြီးတော့ recover ဖြစ်လာအောင်ပါဒီ Alice ကြီးရတယ်တစ်ဖက်မှာတော့ Tsunami Slam ကင်ပေါက် Starfall လေးနဲ့ပြန် backup ပေး Title Strike တွေပါသုံးတယ်ဆိုရင်လည်း K အနေနဲ့တော့ flicker လေးနဲ့ပြေးသွားတယ်အခိုက်အတန့်မြင်ထားရတယ်ဆိုတော့တန်းပေါက်မှာတော့ flicker ကျန်နေသေးတယ်တော်တယ်လေးတော့ထက်ချလို့ရနေပါသေးတယ်เนาะ dash level 10လောက်တော့သွားတော့တာတိုင်းနဲ့ပဲ lucky ကျွန်တော်ပြောခဲ့လို့ပဲ speed အောင်နည်းနည်းပြောင်းနေတယ်ဗျာကဲဆိုတော့ Harabuza နည်းနည်းလေးကျွန်တော် quick share တို့ကစားတယ် share တို့ကပိုင်းနေနောက်မှာတော့ Alice ပြေးဝင်လာတယ် Benny Bacon ခုံနောက်မှာ Throne တော့ Ruin flicker နဲ့ခုံခွဲဝိုင်းတယ် Benny တကောင်ကေးကောက်ထားတယ်ဗျာဒီဘက်မှာတော့ Tatel တော့ dash ပဲ redo ပေါက်ခွင့်ရသွားရင်လည်းနောက်မှာလည်း CKပြန်ပြီးတော့အမာခံထားသေးတယ် Grand Java ပတ်တယ်လာဆိုင်တာဆိုတော့ K အနေနဲ့တော့ပြန်တော့ပတ်တင်ပြီဒီဘက်မှာတော့မပတ်သေးတာ Ryan Mate တကောင်၄ယောက်ကြားထဲမှာပတ်ပြေးပြနေခဲ့ပေမဲ့နောက်ဆုံးက Ryan Mate တေဆုံးသွားမလားပြတ်ပါတယ် Lucky ပဲ Killing Speed ယူသွားရတယ် Hiroki ဇက်တိုက်တွေရထားတယ်ဒီ Harabuza ကတော့အချိန်တန်တော့ဖတ်လာမယ်လို့တော့အာရုံရနေပြီ guys เนาะ level 7ပဲရှိသေးတယ်ဆိုပေမဲ့လွတ်တယ်ဆိုပေမဲ့ဒီကောင်အဲ့လိုကေးတွေရပြီးတော့တော်တော်ကြီးပြန် recover ဖြစ်နေတာเนาะ Lucky starter လေးတော့ပေးလိုက်ရဆိုပေမဲ့ရလိုက်တဲ့ Hiroki လေးနဲ့တွက်ကြည့်လိုက်မယ်ဆိုရင်တော့10-7မစိုးသေးဘူးလို့တော့ပြောလို့ရတယ်ပွဲကတော့ even ပုံစံတော့ဖြစ်နေနေပဲเนาะဖင်ရှင်ကြမှာပဲတဲကွဲပေါ်လာမလဲပုံမှာဟုတ်တယ်เนาะ dash ရဲ့ကျွန်တော်တို့တွေ spare 3နဲ့ micro scale တွေကတော့ကျွန်တော်တို့မြင်နေရတော့ပဲဗျတော်တော်ကြီးတက်ရတယ်ဗောနော်ဆိုတော့ dash သွားရင်လည်းလာတယ် electrifying beam နဲ့တက်နင်းသွားလေးလည်းမိုက်တယ်ဆိုတော့ဒီဘက်မှာတော့ကျွန်တော် OB flicker တော့ခုံကြီးမရလိုက်တဲ့အနေထားပါခုံလဲမခုံတော့တာတော့ဖြစ်မယ်ဗောနော်ရိုးတန်းတန်းလေးပဲပြပါကွာအဲ့ flicker သေနေလို့ရှိရင်မမြင်အောင်မဲနေတယ်အဲ့တော့လို့ရိုးတန်းတန်းလေးပဲပြပြီးလို့ရမလားလို့မူးနေအဲ့ဒါကြီးဘေးနာအဲ့ဒီလူပုံနေနဲ့အုပ်ထားတာကြီးတော်တော်ဆိုးတာတို့ကဲဆိုတော့9မိနစ်လိုနေတာ Hiroki 5-3ပဲနောက်တစ်ဖက်မှာလည်းတန်းပေါက် AC လေးပဲအပေါ်လန်းလေးတော့လိန်ကောင်းဆုံးတော့ထိန်းနိုင်တယ်မဟုတ် Title Strike တွေပေးတယ် Wave Breaker 2ဆင့်ထိုးနောက်မှာ Benny တကောင် Bacon ခုံသွားတယ် Harubuza Cherokee ကတော့ဒီဘက်မှာကြံနေခဲ့တာ OB ကတော့တင်နေတော့မယ်တစ်ဖက်မှာလည်းတန်းပေါက်နေနဲ့လွတ်မြောက်ခဲ့တယ်ဆိုမှ ZN လေးပါစယ်လေးအစွဲခံလိုက်နေတော့ကမှ Falconသူတို့အတွက်ပြန်လာတဲ့အရေးအောင်လေးလည်းမြင်နေရတယ်ဗောနော် Game number 1ရှုံးနေခဲ့ပေမဲ့ Game number 2မှာတော့အကောင်းဆုံးပုံစံတွေကိုချပြနေခဲ့တဲ့ Falcon ပွဲတော့မပြီးသေးပါဘူး guys အဲ့မှာတော့ပေါ်လန်းမှာလည်းเนาะကျွန်တော်တို့1-1 K လေးနဲ့ပေါင်းပြီးတော့ Harabuza တော့နောက်ဖို့တော့ကြိုးစားနေတယ်ဒါမှလည်းတန်းပေါက် backup ပေးထားတယ်တူပဲဆိုတော့ second tower တွေပါတော့ပြန်ကားပေါ့မယ်ခုနကတော့တိုင် Cherokee သာ Benny ပေါ်လိုက်သွားမယ်ဆိုရင်တော့ trade ကလေးပါလေပြန်ရမယ်လို့ထင်နေသေးလားဟုတ်တယ်နောက် replay လေးပြန်ကြည့်လိုက်Cherokee ကဒီဘက်မှာကျွန်တော်တို့ကြံနေခဲ့တာဗောနော် Ryan Mate ကိုပိုင်းသလိုဖြစ်သွားတာကဲဒီဘက်မှာလည်း Sanji 1-1လေးပေါ်တက်သွားတဲ့Plastic လေးတော့မြင်လိုက်ရတယ်ဆိုပေမဲ့လည်းเนาะသူသွေးတားနေနေရဆိုဆက်မပြစ်တော့နောက်ဆုံးတက်တယ်ကတော့တင်း7အနေနဲ့ကတော့ယူဖို့တော့လုံနေပြီဆိုတော့ဒီဘက်မှာလည်းတာတယ်လေးအနေနဲ့သွေးသုံးဖို့တော့ retribution lucky ပဲပေါက်ဝိုင်းတယ်မနော် K အနေနဲ့သွေးတစ်စက်နဲ့ကွန်စီဖြောက်ပြန်ပြေးဝိုင်းတယ်မနော် Harubuza Quick Share တို့ကစားပြနေတယ်နောက်မှာလည်း Tsunami Slam ကင်ပေါက်တယ် Sonata Rasodi Kimi Rocket တွေကြားမှာအကုန်လုံးတစုစီစီ Cherokee ပိုင်းအောင်မျှခံတိုင်းမှာ1-1လေးပေါ်တက်သွားတဲ့ခိုက်တဲ့နေလဲတွေ့နေရတယ်ဗျ double K ပိုင်းဘယ်နေနဲ့တူ Hiroki ကတော့နှစ်ကောင်ထက်ရထားတယ်ဗျာ Falcon ကတော့ Falcon ပါပဲ guys နော် Falcon တော့ Falcon ပါပဲညတားရပြောရတော့မင်းဘီနီကိုင်နာမင်း game 1 game 2တကယ်ကောင်းနေဟာကျူရှင်အောင် K မင်းတိုင်ရင်ချီလဲလဲရင်မချီကျူးလဲလေတော့ဘီနီလေးကိုချီကျူးတာပါလို့เนาะဘာဖြစ် game 1တော့လည်းသူ့ performance ထွက်တယ်เนาะကျူရှင်က nerf ကန်လာတာဟုတ်ပါเนาะဂိုးလင်းကနေမေစင်းဆော့ရဆိုပေမဲ့မင်းเนาะတကယ်အသိန်းကိုထမ်းမိနေတော့မယ်အမလန်ဖြောက်တော့ဖြောက်ဝေးသွားရတာကြီးကျေးဇူးတင်ပါတယ်လို့ W guys အဲ့လိုဖြစ်ရမှာဒါလေးဆိုတော်တော်ရှင်းသွားပါတယ်တဲ့မလားအရင်ကြီးတော့ကွတ်စရာတော့မလို့ဒီကောင်လေးကမိုက်တယ် Cherokee ပါညာပိုင်းနေနောက်မှလည်း Sanji AC ပဲဟိုတိမလို့ပဲညာဒီဘက်မှာလည်း dash retriever ပေါက်ပြီးတော့ lucky ကိုလိုက်နေဖို့တော့ကြိုးစားရမယ်ဘေးနားမှာလည်း bucket တွေရှိရဆိုတော့အရင်ကြီးတော့လုံးလို့မရဘူးเนาะဆိုတော့ပွဲကတော့
ဘလန်မင်းဟိုဖန်ကိုနည်းနည်းလေးတာသွားမှာတော့နည်းနည်းဟိုက်လာသလိုပဲအဲ့လိုမထင်ဘူးလား ဟုတ်တယ်လို့နော်ကဲနောက်2000လောက်တော့တာ dash ကစီ304နော်ဘတ်တယ်တိုင်းမှာလွတ်နေတာဒီကောင်လေးက what about lucky bro 303 ဟုတ်တယ် lucky ကလည်း303ပဲဗျဂိုးလီတဲ့ပုတ်ကဖဲဖြစ်တယ် ဂျန်ကန်နကောင်နော်အရင်ကြီးဟွာမဖြစ်ဘူးဂျန်ကန်လာနကောင်တော့နဲ့သူကမျှတယ်ဆိုတော့တခြားစပယ်အဲ့လိုမျိုးပေးတဲ့အနေအထားမျိုးတွေမှာပဲမာခရိုရီပိုင်းလည်းတစ်ချက်တော့ကြည့်ရအောင်မယ်အတင်းရဲ့ decision making တွေပေါ့လေ lucky level 12လိုနေတယ် Cherokee 3စင်းလောက်နေဆိုတော့မိုက်တယ်မိုက်ပြီပေါ့နော် game number 1တော့လို့တန်းပေါက်ရဲ့ခလီယာ pick off တွေပါတယ်မလွယ်တော့တာတော့အမှန်ပဲသားကြီးနော်တော့ဘတ်တယ်လေးကြည့်ရမယ်ဗျာဘာဖြစ်ဖြစ်ညာနော်ကျွန်တော် Falcon ရာဝိုင်းလည်းဒီတက်ပုံပြီးတာသွားမယ်တင်းစမိုက်ပြန်ရသွားလို့ရှိရင်လည်းပွဲနည်းနည်းလေးတာဝါလေးပါလေးလိုက်ပြန်ချိုးလို့ရမှာကိုတာဝါတစ်လုံးမှမရသေးဘူးဗျကဲ sorry မအောင်လားမလော်လေးကတော့ပေါ်တော့ပေါ်နေနေပဲ10မိနစ်လို့နေတာတခုမှ Euro ရဲ့6-7နောက်တစ်ပတ်မှလေလော်လေးကတော့ dash စတော့လုံနေပြီနောက်မှလေတန်းပေါက်အခြေအနေကြည့်တယ် Zushin Land of Flare ကင်ပေါက်မလား Title Strike ပြီးသွားပြီဗျနောက်မှ Ramik ကိုတော့မြင်နေရတယ်မနော် Land of Flare လေးနဲ့တော့တန်းပေါက်ကင်ပေါက်ခံရတယ် Star 4လာနေနော်နောက်မှတော့ follow damage မပေါဘူးဟိုဘက်မှာလေလော်လေးကတော့ dash ကတော့4ချအနေနဲ့ပဲဒီလော်တော့10-7ပေးလိုက်တဲ့သဘောပဲဗျ okay အော်နားမှာလည်းဘယ်သူမှမရှိဘူးဆိုတော့ပလိန်ပေးလိုက်ရတာလောဟာရောဘူဇာအနေနဲ့တော့ try တော့ try မကြည့်တော့ဘူးနော်နည်းနည်းလေးရှေ့တိုးပြီးတော့ Ryan Mist Star 4နဲ့၄កောင်လောက်ကိုပြစ်ထင်းလိုက်တဲ့အပိုင်းတွေကလည်းလှတော့သွားလှတယ်ဗီရှင်ရှင်းတော့သွားလောက်တယ်ဆိုပေမဲ့တည့်ရတိုင်းပဲနော်ဘယ်သူမှလော့နားမှာမရှိဘူးဆိုတော့ညပလိန်ပေးလိုက်ရသူတို့လည်းကတ်တော့ကတ်ကြည့်သေးတဲ့အတိုင်း Ryan Mist ဖြတ်ထားလိုက်လို့ဟောင်းနေ Ryan Mist အဲ့ဒါ3ကွာတော့မင်း ice ပါလာပြီကဲလော်လေးနဲ့ကတော့ပြင် second tower လေးဒီအမေလန်အလေလန် mid first tower လေးပါလေးလိုက်တော့ try အောင်ပဲဗောနော် Falcon တော့9000လောက်တော့ဖြတ်ထားလိုက်နိုင်မှထင်တယ်ဒီလောနဲ့ကတော့ lucky တော့ fan တော့ရှောက်ပိတ်ထားတာနော်နောက်က3500 first lot timing ဆိုတော့အပေါ်လမ်းမှာတော့ second tower တစ်လုံးရမယ် Granger ကောင်းဆုံးတော့ထိန်းထားပါသေးတယ်လေကင်းကောင်းလား7ဘက်ကဆိုတော့မစိုးပါဘူး Harabuza Kimi Granger ဆိုတော့Okay ဒီဘက်မှာ Cherokee ဘာညာကိုင်းအပိုင်းပေါ့နော်လေလန်ခရီအကောင်းဆုံးတော့ရှင်းလာတယ်ဒီဘက်မှာ dash လဲပေါ်လမ်းမှာတော့ဇီးအောင်တက်နင်းလိုက်တယ်နဲ့တူတယ်သူတော်တော်နည်းသွားတာဗျ Alice အမာခံပေးထားတဲ့ပေါ်လမ်းမှာတော့လော့တော့ Mega Shina ရောက်မခံမဲနဲ့တော့10-7ကောင်းဆုံးတော့ထိန်းချုပ်ထားတယ်ဒါမှလည်းကြံရှိနေသေးတဲ့လေလန် Mid Tower နဲ့ Outland Tower ရဲ့တော့ပေးရဖို့တော့များမလားပေါ့နော်ကွန်စီးဖြောက်တယ်နောက်မတန်းပေါက်ဘသူ့ပြေးဖမ်းမလဲ Benio Lanstan နဲ့နောက်မှာ Belgon Tsunami Slam ကင်ပေါက် Sonata Rhapsody ကြားမှာ Beniတခါတည်းပဲဖြတ်ချခံလိုက်နေပဲ purify အနေနဲ့လေ तू မနှိမ့်လိုက်တယ်မနှိမ့်လိုက်ဘူးနဲ့တူတယ် तू ဟုတ်တယ်မနှိမ့်လိုက်တာဘယ်ကွန်ခုံပြီးတော့ကျွန်တော်နှိမ့်လိုက်မယ်ထင်တာလူပုံကြီးကပြန်ပေါ်လာပြန်ပြီကွာအဲစပယ်ကိုကြည့်နေမလားရှိလားအဲ့ကောင်စပယ်ရှိလားကြည့်ပေးသားမရှိတယ်ရှိရနော်ရှိတယ် purify မနှိမ့်လိုက်အောင်မနှိမ့်လိုက်ရတာဖြစ်မယ်ညီကိုနော်ဘင်းဒီကေးလေးတကောင် pick off ပေးလိုက်တဲ့နေတာတစ်ခုမှာတော့ Falconဘာတွေဆက်လုပ်ပြအောင်မလဲနောက်မှလည်းကျွန်တော် Star 4တွေပိုင်းနဲ့ပြန်ပတ် Harvard Quick Shadow လမ်းထဲဖို့တော့ကြိုးစားတယ် Ramik AI အကြောင်းလေးပဲပေါ့နော်ဆိုတော့အပေါ်လမ်းနဲ့လဲလမ်းအောက်လမ်း3-3လေးလုံးမှာတော့တော့နေသူကတော့ပြန်ညင်သွားပြီ Falcon ဘက်က Tower တိုင်းမှမပေးရသေးဘူးပဲဒီလား Lane Control မှာလည်းကောင်းတယ် Falcon က Ramik ဆွဲစားပြီ Purify နှိပ်ထားတယ်ဝိုင်းပြီးတော့စိုးကြီးလောင်းတယ် Cherokee ပိုင်းထဲလိုက်တဲ့နေတော့မှာပြတ်သွားသေးတယ် Title Strike ကိုနောက်မှသုံးတာတန်းပေါက်ကဟုတ်တယ်နော်ဟုတ်မှာ purify နေပြီးတော့မှ stand တစ်ခုထပ်ပြီးရနော်နောက်က Kimi တွေရော Cherokee ရောဆိုတော့တော့ကောင်းတယ်ဒါပေမဲ့ဖြတ်ခံရပြီသူတယောက်တည်းဖြစ်နေတာတော်တော်ကြုံတယ်ဗျာအဲ့နေရာကဲဆိုတော့နော်အဲ့မှာတော့အပေါ်လမ်းမှာတော့လော်လေးကတော့ second 30လောက်တော့လိုနေသေးတယ်နော်7မိနစ်လိုနေတာတခု Hero Key ကတော့8កောင်9កောင်ပဲနောက်ဘက်ကတော့ 2.4K goalie နဲ့တော့ Falcon အများကြီးတော့မဟုတ်ဘူးနော်အဲ့နောက်ဘက်ကမှန်မယ် lucky under ပါ stay and duck ပေါ့နော်1-1လေးရှိတယ်လော်လေးကိုကြည့်ရမယ်ဗျာနော်ဘာလို့ရှယ်တော့စံကြီးချက်ချင်းပဲ in-mute လိုက်တာဗျာနော်အရေးထဲမခံဘူးဟမ်ဒါကြီးဒီလော့ဘက်လေးတော့စိုင်းနေတယ်ဗျာစကန်လော်လေးကတော့ဖြစ်နိုင်သေးတယ်တင်း7လာယူဖို့ကစီကင်းနဲ့လေး vision လေးတိုးပြရမယ်လုံးပါရကွန်စီဖြောက်တယ်နောက်မှာ Kimi Rocket Title Strike
လွဲဝိုင်းနေတာကမှဆူနာမီစလန်မိရကောင်ပဲကောက်ဖမ်းလိုက်တယ်မှာဟာဘကွေရှယ်ရိုကြားမှာဘေနီရှယ်ရိုကအပိုင်းခံနေရတယ်မှာတော့ဆိုသုံးတော့ရူဝင်ဖလစ်ကာနဲ့ခုန်ခင်းနေနေတာကမှဘေနီကိုပဲတဲ့အိမ်ဟိုဘက်မှာလည်း joy letter fine ပြီးနဲ့တန်းပေါက်လေးတော့ပြန်ရမလားတန်းပေါက်ဒီဘက်ကိုပြန်ဖလစ်ကာခုန်ထားသေးတယ်မတည်သေးဘူးတော့နောက်ဆုံးချိန်ကြီးတော့အသက်ကိုဆွဲဆန့်ခဲ့ဆိုမှပြတ်သွားသေးတယ်ဗျ K ကောပဲ immortal ကျန်နေဟာဘကွေရှယ်ရိုဟိုဘက်မှာ physical ခုတ်ချက်နေနဲ့တူ lucky dash ကိုပါ shut down လေးတိမ့်ပိုက်သွားရင်တော့မစန်ဂျီနေနဲ့ CK တော့ပြစ်ချသွားသေးတယ် OB တကောင်မှထပ်ပေးလိုက်ရင်2 versus 1 versus 3ဖြစ်သွားပြီဆိုတော့နောက်မှာ lucky ကွေရှယ်ရိုကစားတော့ထပ်ပြနေတယ် star 4ကျွန်တော် Ryan May ရဲ့ damage ကြားမှာ lucky အနေနဲ့အသေးအတန်နေတော့ပြန်ပတ်နေရရင်လည်းပဲ hero က4ကောင်လောက်ဒီပေးလိုက်တဲ့10 7အနေနဲ့တော့လို့တော့မလုံးလိုက်နိုင်အောင်လို့တော့အချိန်ဆွဲထားလိုက်တယ်ဆိုပေမဲ့ trade ရတဲ့ gear ကတော့အရင်ကြီးတန်မနေပါဘူးတန်ဦးเนาะဒီဘက်ဒါ shut down ကြီးလေးရလိုက်တာလေးတခုပဲเนาะအခုကတော့ဘာဖြစ်ဓာတ်ပြန်ထွက်မှာပါညာနဲ့လောရထပ်ဖို့မှာဆိုတော့ Falcon အေးအရောင်းပဲဗျာเนาะဒီဘက်က Granger အရင်ပြေးကတ်တာရအောင်ဒီဘက်က Hero နဲ့ Asmarita ဘလို့မှ Granger position တည်မရဘူးပြဖို့ရတစ်ဖက်မှာလည်းဘေနီကိုအရင်ဆုံးကောက်လိုက်တဲ့အပိုင်းလေးကတော့တော်တော်လေးမိုက်တယ်ပေါ့နော်ဆိုတော့နောက်ဆုံးမှာတော့ dash ကိုတော့ဒီဘက်က lucky ဖြည့်ရှင်းလိုက်တော့လော့လို့မရတော့ retreat ပေါက်မဲ့ကောင်လည်းမရှိတော့လည်းပါတယ်တစ်ဖက်ကလည်းဒါလော့အရင်ဆုံးဒါကျွန်တော်တို့ damage တွေပါလေပေးမဲ့အစားနော် lucky ကိုပဲလိုက်ဖြည့်ရှင်းဖို့လုပ်လိုက်တာပေါ့နော်ဆိုတော့အဲ့မှာတော့အချိန်လေးနည်းနည်းကြာဝိုင်းနေပဲ9ယောက် battle လေးတစ်ခုတော့ပြန်လဲပြီးတော့ဥတီလာခဲ့ပြီဆိုတော့ Ryan May အောက်ကနေတော့အပေါ်တော့ပြေးတက်လာတော့မယ်မြင်နေရတယ်နော် Title Strike Tsunami Slam Ryan May Purify နှိပ်ထားတယ် Okay ဟိုဘက်မှာတော့ low တော့ 4 ချလိုက်ပြီဗျာ dash ကောင်းပါတယ်အဲ့ဒါလေးလေ What a bounce back ပါဆိုတော့ Title Strike ပြန်ပေးမလားတန်းပေါက် Tsunami Slam တော့မရှိတော့ Ryan May နေနဲ့လည်းအကောင်းမွန်ဆုံးတော့ game number 1တော့တက်ဆိုင်တော့ဒီ Asmarita တော်တော်ကြီး performance ထွက်တယ်လို့ခံစားရတယ်ဗျာ game 1တော့တက်ဆိုင်ပေါ့လေမှန်တယ်ဗျာเนาะကဲ Ryan May ဟို game 1တော့သူတောက်လျှောက်တည်တာဒီပွဲတော့တော်တော်ကြီးခူးတာဖြစ်တယ် performance ထွက်အမှန်ပဲလားကြီးကဲလော်လေးနဲ့ကတော့ mega လေးယူတင်သွားပြီအပေါ်လဲ mega လေးတော်တော်ကြီးသွင်းနေနေတာပါညာနဲ့ကတော့เนาะ mega တွေကတော့စရမယ်အနေထား channel လိမ့်နေရရော touch try နိုင်အောင်လားဆိုတော့လေးဆက်တော့ကြည့်ရမယ်1 item တော်တော်များလာပြီဘလို့เนาะ1ပြစ်မဲ့ထားကိုလဲအဲ့လိုကောင်တာမဲ့ item ရေလို့တော့မတွေ့သေးဘူးတင်7မှာเนาะ winter crown တွေပါတယ်မပါဘူး asma တောင်ပါလာပြီအောက်လမ်းမှာတော့လိန်ကောင်းဆုံးရှင်းလာတယ်ပေါ်လမ်းလောနေရတော့ mega တလန်းလောက်တော့ try ထားတင်တယ်လို့မြင်လာပြီเนาะ Falcon ဒီလောတော့ဖြတ်ရှင်းလာရတကယ်ပဲလုံးခွင့်ပေးမှာလားအလဲလမ်းမှာလည်း1 asma 2ကောင်တွဲလုံးလေးအပေါ်လမ်းမှာလည်း Benny K8 တွဲလုံးလေး4ကောင်သားပြန်တော့စုသွားရင်းနဲ့ပဲတက်ဖို့တော့ကြိုးစားပေမဲ့ဒီလောအနေနဲ့တော့ပြေးရိုက်ခွင့်ရမယ်ဆိုတော့မရသေးဘူးနော် mega ဆိုတော့ join အောင်လဲလိန်ကြောင်းနေဟာတော့ quick share ထဲ share ကပိုင်အလိုက် Benny တွေတော်တော်လေးတော့နေဝါနဲ့တော့စန်ဂျီသေးမလို့ပဲဟိုးနောက်တစ်ချက်လောက်သာထပ်ပိုင်းခွင့်ရမယ်ဆိုရင်တော့အဲ့နေရာပြတ်သွားနိုင်တဲ့အနေထားကြီးဗျဟုတ်တယ်เนาะတော်တော်ကြီးသွေးနေသွားတာရအောင်အေးစန်ဂျီဝင်းနေချမပါဘူးဗျာသူ item fat တော့ fat တယ်ဆိုပေမဲ့ဝင်းနေချလေးတော့ respect ပေးရမှာတော့ဒီဘက်ကကောနာကောင် physical damage hero တွေညာ OP ကတော့ဒီပွဲ game 1တော့လောက်တော့စေးမဖြစ်ဘူးအဲ့မှာတော့ Title Strike လေးနဲ့တော့ဖမ်းမလားလုံးတာတော့မလုံးတော့ဘူးเนาะနဲလေးပဲပြန် fall back wine နေမယ်လော့တလော့ပြီးတလော့ပြီးခဲ့ရအောင်မှပဲ second lot အထိပြီးခဲ့ရအောင်မှပဲ Falcon နေနဲ့တော့10 7ကိုမဲကားမယူထားနိုင်တဲ့အနေထားမျိုးတွေ့ရတယ်ဗျဟုတ်တယ်เนาะအမှန်တော့ပေါ်လန်မဲကားတော့ရတင်နေပါပြီเนาะကဲဆိုတော့တစ်ဖက်မှာ Tsunami Slam Asmarita ဝင်လာတယ် Winter Crown လေးနဲ့ Baby 9တော့ K8 ပြေးဝင်ဝိုင်းနေတာတော့ attention တွေအကုန်လုံးတောင်းနိုင်တယ်တော့ dash နေနေတော့ဘယ် Kriya နေပြီးတော့ dash မလဲ Shadow ကြီးပိုင်းနေအကုန်လုံးမြခံတယ် Quick Shadow လေးနဲ့ပြန်ပန်ဝိုင်းနေတော့ Kimi Rocket တွေကြားမှာပါသွားတယ် Benny နောက်မှာ Title Strike all time မှာပြောက်သွားတယ် OB damage နဲ့နောက်မှာလည်း Parcel Ryan Mid ကောင်ထပ်ပေးလိုက်ရမယ်ဆိုရင်တော့ bounce back 10-7 OB double K triple K OB နဲ့တူပဲ K တွေဇက်တိုက်တွေပြန်ရောက်သွားတယ်အဲ့မှာ K8 တကောင်ကွန်စီးဖြောက်ပြီးတော့ပြေးဖို့တော့ကြိုးစားမိမယ်နောက်ဆုံးမတန်းပေါက်ရဲ့လက်ထဲကနေတော့ဘလို့မှတော့ရုံးမထွက်နိုင်ခဲ့တဲ့အစုံမီနီကပါ OB ကိုထပ်ပေးလိုက်ရတယ်ပဲ OB ရဲ့ Granger ရပြီဆိုတော့ blank ပါလေမီနီတွေစားလေးတွေပဲ Oh my god မဲ OB ကို Granger ပေးမရဘူးရောင်စန်ဂျီနော်ကျော်ရီဒီစီပဲမိသွားတဲ့အနေအထားတစ်ခုမှာတော့အရင်ဆုံးဆွဲစားခံလိုက်ရတယ်ဟာရဘူဇာကွက်ရှဲရိုထည့်တာလည်းကောင်းတယ်ပေါ့နော် OB ကတော့ကျွန်တော် free hit ပြစ်ခွင့်ရသွားတဲ့ battle တစ်ခုလို့တော့ပြောရမယ်ဗျအဲ့မှာတော့နေနေတဲ့ network တွေအကုန်လုံးတော့အပြန်တောက်တွေအကုန်လုံးနဲ့တူပဲတက်ချိုးနေနေပဲလေလမ်းမှာ mega တလန်းတော့တန်းပေါက် physical ခံမိထားတယ်နောက်မှာတော့ပြန်ပန်သွားပြီး mega တလန်း plan ဒါမျိုးတွေတော့မထောက်နဲ့တင်းဆက်ပန်းတော့မှ mega တလန်းရင်ပြန်ရသွားတာဗျာရပြီးရင်ကျွန်တော် dash ဝင်လာမယ်ဟိုအနေထားနိုင်မရလဲဝင်လို့မရဘူးဖြစ်နေတယ်ဒီကောင်ဘယ် crew ကိုကျွန်တော် dash လာမလဲလို့တစ်ချက်ကြည့်လိုက်တယ်ဒီကောင်အလဲအ crew ကို dash လာမလို့ပဲဒါပေမဲ့သူတို့ဘက်ကစံကြီးတည်သွားတော့သူကလည်းထပ်ဝင်ဖို့တော့မကြိုးစားတော့ဘူးဗျာနော်ဒီလော့ဘက်တွေကတော့အရေးကြီးတယ်19မိနစ်တိုင်းမှာဟာရဘူတော့ respect ပေးရမယ်ဒါကြီး
ကဲနော်ဒီတော်လေးကိုတော့ဆက်ကြည့်ရမယ် Falcon လဲမေကပေးလိုက်ရဆိုတော့လေတိတ်ပြဿနာတော့မရှိဘူးသွားရွာလို့တော့မရဘူးနော် ကြာ Kimi Rocket Kimi Rocket လေးလာနော်ခုနကတော့ဟုတ်တယ်မလားစန်ဂျီကိုပြစ်လိုက်တဲ့ Kimi Rocket ကကွက်တီမင်းခေါင်းမို့တဲ့တဲ့ဆွဲဆူသွားတာကဲဆိုစက္ကုံနံပါတ် Hero K 14 11เนาะကျွန်တော် network gap အနေနဲ့ကတော့ဒီဘက်မှာယာခနဲ့တော့သွားထားတယ်ကျွန်တော်ယာခနဲ့ဆိုတော့ network က even ပေါ့ဗျာเนาะဆိုတော့ဒီ minute မှာတော့ network က even ပါပဲ400ဆိုတာကဲဆိုတော့ဒီဘက်မှာလော်လေးတော့တွင်းထုတ်ပြန်လို့တော့မဆူနာမီစလန်ကင်ပေါက် Ryan Winter Crown ရှိသေးလားအော်immortal ကြောက်သွားပြီတစ်ဖက်မှာလည်း throne of ruin ပလင်ကာနဲ့ခုန်ခင်းနဲ့ dash နေနဲ့ win ကောက်လို့မရခဲ့အော်မတန်းပေါက်ဒီစေးပဲကြာဟိုဘက်မှာလည်းဘေးနီဟာရဘူတာလက်ချက်နဲ့ပြတ်သွားနေမှာတော့ dash တကောင်တော့ဟာရဘူတာ quick share လို့လေးထည့်ပြီးတော့အဆုံးသတ်ခဲ့တော့ double ကေဟိုဘက်မှာလော့ဘသူရောက်သွားလဲ CN လော်ယူတော့အကောင်းဆုံးဆုံးသတ်ခဲ့တော့မှာတော့တကယ်ကမ်းမဲ့ပြီးသားကြီးတော့ comeback is real ကျွန်တော်မှလည်း K နဲ့ Ryan နှစ်ကောင်နဲ့ကာလို့ကတော့ဘလို့မှမဖြစ်နိုင်တော့ဘူးတစ်ဖက်က၄ယောက်ပြန်တက်လာမှာ OB လေးမရှိတော့တာတော့ကောင်းတယ်ဆိုမဲ့တကယ် physical damage တွေက lucky စီမှာကြံနေတော့မယ်ဟိုဘက်မှာ CK case ကိုတော့သွားနောက်ထိုင်းနေမယ်လဲလောက်မှာ Creed နှစ်ကောင်တက်လာတဲ့နေတော့ဒီမှာ Ryan အကောင်းဆုံးတော့ကာဖို့တော့ကြိုးစားနေနေမှာ Title Strike Shadow K Tsunami စလက်ကင်ပေါ့အောင်မနှစ်ကောင်လုံးသေဆုံးသွားနေတယ် Crystal တို့တဲရိုက်ချိုးသွားနေတော့မှာ7 game number 2မှာပါထပ်မှန်ပြီးတော့နိုင်ရရှိသွားခဲ့နေပဲ2-0ဆိုရဲ Resident နဲ့ဥဆောင်နေခဲ့ပြီပဲဖြစ်ပါတယ်အော်လာလာတင်း7ပြန်လာပြီ bro နော် what the fuck what the hell GG ပါ what the hell ဒီကောင် ဘာ